Hello everyone, Ryan channel လေးကြိုဆိုပါရစေ Ryan ပါ Ryan ဒီနေ့ဗီဒီယိုမှာကတော့ Monkey D Luffy လုပ်ပြမယ်ပေါ့နော်အဲ့ဒီလုံးကြီးကလူတိုင်းမေးနေကြရပေါ့နော်Ryan comment နေမှာလဲ Luffy လုပ်ပြပါ Monkey D Luffy လုပ်ပြပါအဲ့ဒါကြီးကတက်နေရောပေါ့နော်လုပ်ပြမှာမယ် Okay တခြားသိချင်တာရှိရင်လည်းမေးခဲ့လို့ရပါတယ် Ryan စနေတနေ့ကနေလောက်ပဲဗီဒီယိုရိုက်ဖြစ်တာမို့လို့ပေါ့နော်ဒီတော့ဒီကို sorry ဘိုင်းဟိုပေါ့နော် swimsuit 2လေးဝတ်ပြပါအဲ့ဒါဝတ်လိုက်ပြီဆိုလို့ရှိရင်အရောင်ပြောင်းရပါမယ်အရောင်ပြောင်းမယ်ဆိုလို့ရှိရင်အရောင်ကတော့အနီရောင်ဒီဥစ္စာမလုတ်ပြခြင်းဘူးပေါ့နော်မလုတ်ပြခြင်းဘူးဆိုတာကမတူမှာဆိုလို့ပါသူ့ရဲ့အစွမ်းကလည်းမရှိဘူးပေါ့နော်မတူတာဒီကချွတ်တော်နဲ့လုံးလို့မရဘူးပေါ့နော်ပြီးတော့သူ့အုတ်ထုတ်ပေါ့အဲ့ဒီဖီမာဆိုအုတ်ထုတ်ကအရေးကြီးရလေအုတ်ထုတ်ကကြတော့မိန်းကလေးအုတ်ထုတ်နဲ့ပဲရမှာလေမိန်းကလေးအုတ်ထုတ်ကကြတော့လေအနောက်ကဖဲပြားကြီးကပါနေတာအဲ့ဒီဖဲပြားကတော့နည်းနည်းတော့ပြီးအလုပ်ရှုပ်တယ်ပေါ့နော်အားကြောင့်မပြရတာပါအားကြောင့်မပြောပြတော့ဘူးလို့ပဲပေါ့နော်အဲ့ဒါမေးတဲ့သူများလို့အဲ့ဒါလောက်တော့လောက်ပြလိုက်မယ်ပေါ့နော်အဲ့ face ကိုနှိပ်လိုက်လို့ရှိရင်နံပါတ်9ထိရအောင်သွားမယ်ကဲဒါဆိုလို့ရှိရင်ဒီမှာsorry 9ပါဒါကမတည့်ဘူးဖြစ်နေဒါဆို hair style ပြောင်းမယ်ပေါ့နော် hair style ကဒီဟာလေးပါနံပါတ်33ပါhair style ပြောင်းပြီးတော့ရင်ရပါပြီဂိမ်းစားလေးရတယ်ပေါ့နော်ဒီစားပါမယ်အခုတလောဗီဒီယိုတွေမတင်ဖြစ်ဘူးပေါ့နော်ဒါနဲ့ Ryan ရဲ့ channel က subscribe က 2k ပေးသွားပြီပေါ့နော်အဲ့ဒီအတွက်လည်းအကုန်လုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like and subscribe လုပ်ခဲ့ပါဦးကြည့်ပြန်စားမယ်ဘာပြောင်းမယ်ပေါ့နော်ဒါသူကြံခဲ့ရခဏဒီမှာအထုပ်ဆောင်ပေးဖို့မေ့ပါတယ်အထုပ်သူအဓိကကိုမေ့နေပေါ့နော်အထုပ်ကပေးရတယ်ကြည့်မယ်ပေါ့နော်အတူတူကြည့်မယ်ဒါလည်းမှတ်မိstraw hat ဒီ straw hat ဆိုတဲ့ဟာပါအဲ့ဟာအဲ့ straw hat ဆိုတဲ့ဥစ္စာလေးပါဒီလုံးဆက်ရှင်းဆက်လို့ပါပေါ့နော်ရှင်းတော့မယ်ပြီးတော့ရင်မီနူထဲဝင်ပါမယ်မီနူထဲဝင်ပြီးရင်ဒီထဲဝင်နော်အိုက်တမ်မနော်အဲ့အလေးဝင်လိုက်ပါဝင်မယ်ဆိုလို့ရှိရင်မ hair accessory ဆိုတာလေးပေါ်လာပါလိမ့်မယ် hair accessory ပါအခုတလောပေါ့နော်ဗီဒီယိုတွေက travel vlog လောက်လေးပဲနည်းနည်းရိုက်ဖြစ်တာပေါ့နော်ဒီလိုလုံကြီး tutorial လေးတွေရောဗီဒီယိုမတင်ဖြစ်တာကြာပြီပေါ့နော်အဲ့ဒါလေးတောင်းဆိုထားလို့အဲ့ဒါပြန်တင်ပေးရတယ်နောက်လည်းမေးချင်တာရှိရင်မေးခဲ့လို့ရပါတယ်ဒီတလောက်မေးပြီးဖြေခဲ့ပေးမယ်ပေါ့နော်ဒါရကတော့ကျိုးကားပေးနေပါတယ်နောက်လဲမယ်ပေါ့နော်Golden Mary ပေါ့နော်သူရဲ့ Golden Mary တမောရှိရပေါ့နော် Golden Mary က ID ရောသိပါတယ်ဒါပေမဲ့ Riot ဖုန်းကတော့ထည့်လို့မရပေါ့နော်ဖုန်းတွေကမတူဘူးလေတချို့ဖုန်းတွေကြတော့ရတယ်Riot ထည့်လို့မရလို့ပါအဲ့ဒါကြောင့်မထည့်ပြတော့ဘူးပေါ့နော် Riot ID လေးတော့ချပေးခဲ့မယ်တချို့ဖုန်းတွေကရတယ်ပေါ့နော်ဖုန်းကမတူတော့မရဘူးဒါရကတော့မရဘူးပေါ့နော်မရလို့မရဘူးပြောပါရဲ့မဟုတ်တော့အနောက်ကဖဲပြားရဲ့အဲ့လိုဖြစ်နေတာပါဒါရကအဲ့ဒါဖောက်လို့မရဘူးလေဖြောက်လို့မရတော့ဒါရလည်းမတင်ပေးချင်ဘူးဒါကြ
ကဲဒါဆိုရင်တော့ရပြီပေါ့အနောက်လှည့်ရင်တော့ဖိပြရတော့ပေါ်နေတာပါကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်